အားလုံးပဲမင်္ဂလာပါစိတ်ဓာတ်ခွန်အပြည့်တသနာစာစုများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ One Star Everyday Channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာလည်းစိတ်ဓာတ်ခွန်အဖြစ်စင်မဲ့တသနာစာစုများကိုစူးစီးတင်ဆက်လိုက်ရပါတယ်ကမ္ဘာပေါ်မှာကောင်းဆုံးယဉ်ကျေးမြုပ်နှံမှုဟာမိမိကိုယ်ကိုပြန်လည်ယဉ်ကျေးမြုပ်နှံခြင်းပါပဲစီမတော်မျိုးမဆက်သူတွေအတွက်အရေးပြက်ခံမနေပါတော့နဲ့တင်းရဲ့တွေးခေါ်တွေတိုးတက်လာတဲ့အခါတင်းဘွားရဲ့အည်သွေးကလည်းလိုက်ပါတိုးတက်လာမှာပါစင်စင်မပြတ်လေလာပါအနာဂတ်အတွက်စိုးရိမ်ပူပန်နေုံနဲ့ဘာမှဖြစ်မလာပါဘူးလက်ရှိအကောင်းဆုံးလုပ်နိုင်တာကိုပဲအာရုံစိုက်ပါအနာလိုဝန်တိုစိတ်ဟာကိုယ့်ရဲ့အတွင်းစိတ်အေးချမ်းမှုကိုတိုက်ဖြတ်စားတော့မဲ့ပူမတစ်ကောင်ပါပဲမွေးမြူမထားပါနဲ့စကလုံးတွေရဲ့အင်အားကိုတတိထားပါကိုအမြဲတမ်းအားပေးတဲ့စကလုံးတွေပဲသုံးဆွဲပါလောကမှာစိတ်ပစ္စည်းတွေဘယ်လောက်ရှိတင်းရဲ့ပျော်ရွှင်မှုအတွက်တော့ဘယ်သူစီမှာမှအဆုံးဖြတ်ခံစရာမလိုပါဘူးအရာရာကိုရိုးရိုးရှင်းရှင်းပဲတွေးပါရှုပ်ထွေးအောင်တွေးတတ်ခြင်းကစိတ်ပူပန်မှုကိုပဲတိုးပွားစေပါတယ်ဒီနေ့တင်မအောင်မြင်သေးတာဟာလမ်းဆုံးသွားတာမဟုတ်ပဲအရှိန်ယူနေစေမှုဖြစ်ပါတယ်အားပြတ်မတော့ပါနဲ့ဒါတဲ့ခက်ခဲတာတွေကစောင့်ကြိုလို့နေပါတယ်ဘဝရဲ့လာပါတဲ့အချိုးကွေတွေဟာချင်မမထားတဲ့စိန်ခေါ်မှုတွေရဲ့နောက်ွယ်မှာရှိနေတတ်ပါတယ်စိန်ခေါ်မှုတွေကိုလက်ခံဖြေရှင်းပါတင်းရဲ့အတိတ်ကအမားတွေကိုခွင့်လွှတ်လိုက်ပါဆွေမတော်မျိုးမဆတဲ့သူတွေကိုတောင်းခွင့်လွှတ်နိုင်ခဲ့သေးတာပဲစာနာနာလေတဲ့စိတ်ထားဟာတင့်ကိုလူသားဆံမှုရဲ့အမြင့်ဆုံးနေရာကိုပို့ဆောင်ပေးပါတယ်တခြားသူတွေကိုထောက်ထားရတာပါစိတ်ရှိပြီးခံခြင်းဆိုတာအချိန်ဖြုံးနေတာမဟုတ်ပဲအခွင့်ကောင်းကိုစောင့်ဆိုင်နေတာပါတင်းရဲ့လမ်းကြောင်းကတခြားသူတွေနဲ့မတူတာမဟုတ်ပါဘူးတင်ပန်းတိုင်ကအစ်စ်မြင့်နေလို့ပါကက်ခဲနေလို့တွေးပူမနေပါနဲ့မုန်တိုင်းတွေပြီးသွားရင်ငလျင်ထလာအောင်ပါအားမလျှော့လိုက်ပါနဲ့အောင်တင်းရဲ့စိတ်ကိုအကောင်းမြင်စိတ်နဲ့ပဲပြုစုပြုထောင်ပါညီစီကောင်းမှအပင်တာမှာပါရုပ်ကံရမှုတွေကိုမုန်းတီးမနေပါနဲ့အဲ့ဒါတွေကတင့်ကိုတမဏိလိုခိုင်မာလာအောင်တွေးပေးတာလို့မှတ်ယူလိုက်ပါလောကကြီးကတင့်ကိုအတိမမပြုတ်ရင်တောင်တင့်ကိုတင်တန်ဖိုးထားဖို့ဘယ်တော့မှမမေ့ပါနဲ့နေ့တိုင်းဟာစာမျက်နှာအလုပ်တစ်ခုလိုပါပဲလှပတဲ့ဘဝအကြောင်းကိုရေးဆွဲခွင့်ရှိနေပါတယ်မဟုတ်တာတွေတော့မရေးနဲ့ပေါ့စေတကြခံခြင်းရဲ့လေးဝဲချက်ကတော့မလိုအပ်တဲ့အရာတွေကိုဖြတ်တောက်ရဲတဲ့တတ်တိပါပဲဘာတွေကမလိုအပ်တာလဲတင်သိပြီးသားပါအခါတည်းနဲ့အားလုံးအဆင်မပြေနိုင်ပေမဲ့အချင်းသစင်ချင်းစီသွားရင်တော့အဆင်ပြေသွားမှာပါ step by step ပေါ့တင်းရဲ့အိမ်မက်တွေကတင့်ကိုရှစ်ဆက်ဖို့ခွန်အားပေးမဲ့မီရှူးတစ်စောင်တွေဖြစ်ပါတယ်အိမ်မက်ကြီးကြီးမဲ့ပါထာဝရအိပ်ဆက်သွားတာမျိုးတော့မဖြစ်ပါစေနဲ့လဲကြတဲ့အခါတခြားသူရဲ့တွဲခေါ်မှုကိုမျှော်လင့်နေပါနဲ့ကိုချရောက်ကိုပြန်ရက်ပါပြည့်စိတ်အောင်ရှိမရှိတော့တတိထားပေါ့အခက်ခဲတွေကိုပြုံးလေးကြော်ဖြတ်နိုင်တဲ့သူဟာကဘာပေါ်မှာအလှပဆုံးလူသားပါပဲဝန်နာလီစာလေးလို့ပေါ့အရာရာကိုပြီးဆုံးအောင်လုပ်ဖို့တဲ့တနေ့တာချင်းစီပြီးမြောက်အောင်လုပ်ဖို့ကပိုရည်ကြီးပါတယ်စီမံချက်တိုင်းလှုပ်ဆောင်ပါစိတ်အေးချမ်းခြင်းကိုလိုချင်ရင်သူတစ်ပါးရဲ့ကိစ္စတွေမှာအလွန်ကျွံဆွတ်ဖက်တာမျိုးကိုရှောင်ကျင်ပါအာကြီးမဖြစ်ပါစေနဲ့တင်းရဲ့အတွင်းစိတ်ခွန်အားကပြင်ပကဘယ်လိုအခက်ခဲကိုမဆိုကြော်ဖြတ်နိုင်ပါတယ်နေထုနိုင်ရဲ့အတွင်းအားကျင့်စဉ်တွေကိုလေ့လာပါဒီနေ့တင်လှမ်းလိုက်တဲ့ခြေလမ်းတိုင်းအတွက်ဂုဏ်ယူပါတင်ဟာမနေ့ကထက်ခြေတလန်းရှိကိုရောက်နေပါပြီတခြားသူတွေကတော့3မိုင်လောက်ရှိကိုရောက်နေပါပြီဘောကိုယုံကြည်ချက်အပြည့်နဲ့ရဲရဲဝံ့ဝံ့ဆက်လက်ဖြတ်သန်းပါအခက်ခဲဆိုတာတာမန်တွေ့နေကြရည်စားဟောင်းပြောက်ပါပဲ
အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ပုံမူလာပါတဲ့ဘဝများကိုပိုင်ဆိုင်ခွင့်ရရှိကြပါစေ